မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့အရန်တန်တဲ့ MP ဝယ်နည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะ30ပတ်နဲ့တလလုံးတုံးခံအောင်ပေါ့เนาะမိတ်ဆွေများကိုတုံးနေတဲ့ကတ်ကြတော့ပုံမှန်ဆိုရင်MP တလလုံးတုံးခံအောင်250ဒါမှမဟုတ်300ကိုထည့်ရမှာဖြစ်ပါတယ်เนาะကျွန်တော်ပြမယ့်နည်းကတော့တလကို30ပတ်နဲ့တုံးလို့ရတာဖြစ်ပါတယ်เนาะဘယ်လိုလုပ်ရမှာလဲဆိုတာကိုမိတ်ဆွေများတုံးနေတဲ့ကတ်ကြတော့အာယုံအလားပြီးတော့တီးထန်လားထူမိုးလားဆိုတာကိုဘယ်ဟာပဲဖြစ်ဖြစ်ရတာပါเนาะကဲဘယ်လိုလုပ်ရမှာလဲဆိုတာကိုအရင်ဦးဆုံးဒီကိုရဲ့ဖုန်းထက်ကိုဝင်လိုက်ပါเนาะဝင်ပြီးသွားလို့ရှိရင်တီးထက်ကိုအရင်ပြပေးတော့မှာဖြစ်ပါတယ်တီးထက်ကတော့ဘယ်လိုရေးမှာလဲဆိုတာကိုစတာတစ်ခွန်ပါเนาะစတာတစ်ခွန်နောက်ပြီးတော့စတာပါเนาะ30ပါเนาะဒီလိုမျိုးနှိပ်ပြီးသွားလို့ရှိရင် hash ပါเนาะဒီလိုမျိုးနှိပ်ရုံပါပဲเนาะတရားနှိပ်ပြီးသွားလို့ရှိရင်ခေါ်ဆိုတာလေးကိုနှိပ်လိုက်ပါเนาะကဲနှိပ်ပြီးသွားလို့ရှိရင်တို့က message ကိုကြာလာမှာဖြစ်ပါတယ်เนาะဒါကတော့တီးထက်ဓမ္မပါเนาะဒါကြတော့တုံးလို့ရလားမရလားဆိုတာကိုကျွန်တော်ပြန်ပြပေးတော့မှာဖြစ်ပါတယ်เนาะဒါကြတော့တီးထက်ပါเนาะထူးမှုကြတော့ဘယ်လိုရေးရမှာလဲဆိုတာကိုစတာပါเนาะစတာကိုတုံညာပါเนาะစတာ3839 hash ပါเนาะဒီလိုမျိုးရေးရမှာဖြစ်ပါတယ်เนาะဒါကတော့ထူးမှုပါเนาะဒီလိုမျိုးနှိပ်ပြီးသွားလို့ရှိရင်message ကိုကြာလာမှာဖြစ်ပါတယ်เนาะဒါကတော့ထူးမှုပါเนาะAI app ကြတော့ဘယ်လိုရေးရမှာလဲဆိုတာကိုစတာခွန်တုံးလုံးပါเนาะစတာခွန်368 hash เนาะဒီလိုမျိုးကိုရေးရမှာဖြစ်ပါတယ်เนาะဒါကတော့ AI app တုံးတူတွေအတွက်ပေါ့เนาะဒီလိုရေးပြီးသွားလို့ရှိရင်ဒီခေါ်ဆိုတာလေးကိုနေရုံပါပဲเนาะmessage ကိုကြာလာမှာဖြစ်ပါတယ်เนาะဒါကတော့line တုံးလို့ရလားမရလားဆိုတာကိုအရင်ဦးဆုံးVPN ကိုရှိရမှာဖြစ်ပါเนาะVPN ကို Play Store ထဲမှာတော့တောင်းလို့ရပါเนาะဒီ VPN ဖြစ်ပါတယ်เนาะ VPN ဆိုတာလေးကိုရှာလိုက်ပါเนาะဒါကြောင့်ကျွန်တော် install တင်ပြီးတော့ပါပြီเนาะဘယ်လိုလုပ်ရမှာလဲဆိုတာကိုဒီ VPN ထဲကိုဝင်လိုက်ပါเนาะဒီ VPN ထဲကိုဝင်လာပြီးတော့လို့ရှိရင်ကျွန်ညာကြတော့ sorry เนาะကျွန်ညာကြတော့တူတတ်တာပါเนาะဒီကြောင်ညာကိုဖယ်လိုက်ပါတော့ဖယ်ပြီးသွားလို့ရှိရင်ဒီအပေါ်ဟာပါတော့ဒါကျတော့ line ပါနော် line ကောင်းတဲ့ဟာကိုရွေးလိုက်ပါနော်သူတို့လည်းပြထားပါနော်မြန်မာလိုလည်းရေးထားပါနော် line ကောင်းတဲ့ဟာကိုလိုက်ရွေးလိုက်ပါနော်ကျွန်တော်ဒီဟာကိုရေးပြပါတော့ဒီအောက်ဟာကျတော့မဆိုရင်ဒီဟာပါနော်ဒီအောက်ဟာကျတော့ကိုတုံးမဲ့ကတ်ကိုရွေးလိုက်ပါနော်တီးထယ်လားထူးမိုးလားဆိုတာကိုရွေးလိုက်ပါနော်ကိုတုံးနေတဲ့ကတ်ကိုရွေးလိုက်ပါနော်ကျွန်တော်ဒီထက်ကိုရွေးမှာပါနော်ဒီအမှန်ချစ်ကိုပေးလိုက်ပါနော်ဒီလိုမျိုးရေးပြီးတော့လို့ရှိရင်ဒီနေရာလေးကိုနေရုံပါပဲเนาะဒီအပေါ်ဟာကျတော့ကိုတုံးမဲ့မိနစ်ပေါ့เนาะဒီဟာကိုကုံသွားလို့ရှိရင်ဒီနေရာလေးမှာကြော်ညာကိုကြည့်ရမှာဖြစ်ပါတော့တရက်ကိုကြော်ညာတစ်ခါလောက်တစ်ခါနှစ်ခါလောက်ကိုကြည့်ရမှာဖြစ်ပါတော့ဒီကြော်ညာကျတော့15စက္ကန့်လားဒါမှမဟုတ်စက္ကန့်20လောက်တာအဲ့လောက်တော့ရှိမှာပေါ့เนาะ25စက္ကန့်လိုက်လိုမျိုးရှိရပါဒီနေရာလေးကိုကိုယ့်ရဲ့မိနစ်ကိုတိုးမှာဖြစ်ပါတယ်เนาะတရက်ကိုကြော်ညာတစ်ခါနှစ်ခါလောက်ကြည့်ရုံနဲ့ကိုယ့်ရဲ့ internet line ကိုတနေ့လုံးတုံးလို့ရတာပေါ့ဒါကတော့တစ်လအတွက်ပေါ့เนาะကဲမိတ်ဆွေများဒီလိုမျိုးကိုနှိပ်ပြီးသွားလို့ရှိရင်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့เนาะပြီးနှိပ်ပြီးသွားလို့ရှိရင်ခဏလေးစောင့်ပေးရမှာဖြစ်ပါเนาะကြော်ညာလေးကတော့တတ်တာပေါ့เนาะဒီကြော်ညာလေးကိုဖယ်လိုက်ပေါ့ကိုယ့်ရဲ့ line ကလည်းအရန်ကောင်းပါတယ်เนาะဒီလိုမျိုးပါပဲเนาะကိုကဒီ internet line ကိုမတုံးဘူးဒီ internet line ကိုပိတ်ချင်တယ်ဆိုရင်ဒီနေရာလေးမှာပဲနှိပ်လိုက်ပါเนาะမိတ်ဆွေများကိုတုံးနေတဲ့ကတ်ကိုဒီနေရာလေးကိုရွေးဖို့မမေ့နဲ့เนาะဒီနေရာလေးမှာမိုင်းလေကိုရဲ့ line ကိုတုံးလို့မရဘူးเนาะတုံးလို့အဆင်မပြေဘူးပေါ့เนาะကိုတုံးမဲ့ကတ်ကိုရွေးတယ်ပေါ့เนาะဘယ်ဟာပဲရွေးရတာပေါ့เนาะဒီထက်လည်းဒီထက်ကိုဒီလေးခုပြတာပေါ့เนาะဒီထူးမိုးရပြီးတော့AISL ပေါ့နော်ကိုတုံးမဲ့ကတ်ကိုရွေးလိုက်ပေါ့နော်ရွေးပြီးတော့ဆင်းကျတော့ပြထားတဲ့ဒီလိုမျိုးပဲရွေးလိုက်ပေါ့နော်ဒီလိုမျိုးပါပဲမိတ်ဆွေများကိုတုံးနေတဲ့ကတ်ကိုစေးပေါ်လေးနဲ့တုံးချင်တယ်ဆိုရင်ကျွန်တော်ပြထားတဲ့နည်းကိုတုံးကြည့်လိုက်ပေါ့နော်ဒါကိုတကယ်ရတာပေါ့နော်မိတ်ဆွေများတုံးကြည့်လိုက်ပါဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်ဒီဗီဒီယိုကိုတခြားလူတွေကိုလည်းတယောက်လုံးမျှဝေပေးခဲ့ကြပါဦးလို့တောင်းဆိုချင်ပါတယ်နော်ဒီလိုမျိုးပဲနော်အရန်လွယ်ပါနော်ဒါကတော့ကိုယ့်ရဲ့ဖုန်းပေကိုအများကြီးထည့်ဆရာမလို့ပဲနဲ့ပေါ့တလကိုပတ်30ပဲနဲ့ပတ်30နဲ့ထည့်ရုံပါပဲเนาะတလလုံးတုံးလို့ရပါတယ်เนาะဒီနေ့ကတလောက်ပါပဲเนาะမိတ်ဆွေများဒီဗီဒီယိုကိုကြည့်နေတတ်တယ်ဆိုရင် like and share လေးကိုနှိပ်သွားပြီးခဲ့ကြပါဦးလို့တောင်းဆိုချင်ပါတယ်